ဟိုးရှိတုန်းကအလွန်ဝေးလံခေါင်းပါတဲ့ဒေသမှာ Viking လူမျိုးစုတွေဟာအတူရှင်တွဲနေထိုင်ကြပါတယ်။အဲ့ဒီမှာနေထိုင်တဲ့ Viking လူမျိုးတွေအတွက်ကျန်တာအားလုံးကအဆင်ပြေပေမဲ့နဂါးတွေရဲ့အန်ဒီယေကိုတော့ညစဉ်ညတိုင်းကြောက်ရွံ့နေရပါတယ်။တညမှာတော့သူတို့ရွာကိုနဂါးတွေဝင်ရောက်လာတာကြောင့်သူတို့ရွာမှာရှိတဲ့အချက်ပေးခေါင်းလောင်းကလည်းမြည်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲအဲ့ဒီကျွန်းမှာရှိတဲ့ Viking လူမျိုးစုတွေအားလုံးဟာနဂါးတွေကိုတညတာလုံးပြန်လဲခုခံနေကြပါတယ်။သူတို့ Viking လူမျိုးစုတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့မဟာစတိုးအေးဆိုတဲ့လူတစ်ယောက်လည်းရှိပါတယ်။သူကငငယ်တော့နဂါးကိုခေါင်းကနေပြုတ်အောင်ဆွဲဖြုတ်ဖူးတယ်လို့ဒန်နာကြီးလည်းရှိကြပါတယ်။ပြီးတော့သူဟာဒီဆက်လန်တွေကမင်းသားဖြစ်တဲ့ဟစ်ကက်ရဲ့ဖခင်လည်းဖြစ်ပါတယ်။သူတို့ရွာမှာလက်အတူတစ်ဖက်နဲ့ဗဘဲအလုပ်ကိုလောက်ကင်နေတဲ့လူကွာစာကြီးဒါဘာဆိုတဲ့လူတစ်ယောက်လည်းရှိပါတယ်။ဒါဘာဟာငငယ်လေးတည်းကဟစ်ကက်ရဲ့ဆရာလည်းဖြစ်ပါတယ်။ဟစ်ကက်မှာ Viking လူမျိုးတွေနဲ့မတူဘဲနဲ့ထူးခြားတဲ့စွမ်းရည်ရှိပါတယ်။သူကတခြား Viking တွေလိုခွန်အားကိုအဓိကအသုံးမချဘဲနဲ့အုံနောက်ကိုအဓိကအသုံးချတာဖြစ်ပါတယ်။ဟစ်ကက်ရဲ့ဖခင်ကနဂါးတွေအများကြီးနဲ့ရင်ဆိုင်နေရပေမဲ့လည်းသူ့ပါဇက်ထဲမှာတော့ Night Fury ကိုတွေးမိသေးလားဆိုပြီးပဲရေရွတ်နေပါတယ်။အကြောင်းကတော့ Night Fury ကအရန်မြန်ဆန်ပြီးတော့အရန်ကိုစွမ်းအားကြီးတဲ့နဂါးတစ်ကောင်ဖြစ်နေလို့ပါပဲ။သူတို့ရွာမှာတော့ဟစ်ကက်နဲ့ရွယ်သူလူငယ်အားလုံးကနဂါးတွေကိုပြန်တိုက်ခိုက်ဖို့အတွက်ကွင်းစင်းလေးလာခွင့်ရကြပေမဲ့ဟစ်ကက်ကတော့အဲ့ဒီထဲမှာမပါဝင်ပါဘူးအဲ့ဒီထဲမှာအတော်ဆုံးဖြစ်နေတဲ့သူတို့မျိုးဆက်ရဲ့မျောလင့်ခြင်းစရာအကောင်းဆုံးလူတစ်ယောက်ရှိနေပါတယ်အဲ့ဒါတော့သူတို့ရွာရဲ့အတော်ဆုံး main ကလေးစစ်တီတူဖြစ်တဲ့ Attrip ပဲဖြစ်ပါတယ်ဟစ်ကက်ကတော့အပြင်ထွက်ပြီးငကားတွေကိုတိုက်ခိုက်ခြင်းနေပေမဲ့လူကြီးတွေကသူ့ကိုလုံးဝခွင့်မပြုပါဘူးဒါကြောင့်ပဲဟစ်ကက်ကဒါပါကိုကျွန်တော်အချိန်2မိနစ်ပဲပေးငကားတစ်ကောင်ကိုတက်ပြမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဒါပါမင်းကတခြား Viking တွေနဲ့မတူမင်းကပစိန်အောင်ကောက်မခုံနိုင်ဘူးလေလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ဟစ်ကက်ကလည်းသူတီထွင်ထားတဲ့အမြောက်ကြီးကိုထုတ်ပြပြီးတော့နှစ်ချက်လောက်ပြစ်ပြလိုက်ပါတယ်ဒီလိုနဲ့ပဲသူ့ရွာသားတွေအားလုံးကလည်းငကားတွေနဲ့ဆက်လက်တိုက်ခိုက်နေပြီးတော့သူ့အဖေကလည်းအကျန်းဆုံးငကားကြီးတွေနဲ့တိုက်ခိုက်နေပါတယ်အဲ့လိုချိန်မှာပဲအနောက်ကနေဘာမှမသိတဲ့အလင်းတိုင်းတစ်ခုထွက်လာပြီးတော့ရွာသူရွာသားတွေအားလုံးရဲ့ပါဇက်ဖြားကနေလဲ Night Fury ဆိုပြီးတော့အော်ဟစ်နေပါတယ် Night Fury ဆိုတဲ့ငကားကဘယ်တော့မှလည်းစားစရာတွေလာမခိုးဘူးဘယ်တော့မှလည်းသူ့ကိုမမြင်ဘူးကြဘူးဒါအပြင်မှဘယ်တော့မှလည်းပြစ်မှတ်ကိုမလွဲဘူးဆိုပြီးတော့နာမည်ကြီးပါတယ်ဒီလိုနဲ့ပဲဟစ်ကက်ခါတောင်ကုန်းတစ်ခုပေါ်ကိုတက်လာပြီးတော့သူတီထွင်ထားတဲ့တနက်ကြီးနဲ့ကောင်းကင်ကိုချိန်ရင်းနဲ့ Night Fury ကိုလိုက်ရှာနေပါတယ်တိတ်မကြခင်မှာပဲ Night Fury ပေါ်လာတဲ့အတွက်ဟစ်ကက်ကလှမ်းပစ်လိုက်တဲ့အခါမှာပဲကန်ကောင်းထောက်မှစွာနဲ့ဟစ်ကက်ရဲ့ကြီးစံနှစ်ခုကလည်း Night Fury ကိုသွားပြီးတော့ထိမှန်ခဲ့ပါတယ်ဟစ်ကက်ကအရန်ဝမ်းသာလို့ပျော်ရွှင်ခုန်ပေါက်နေတဲ့အခါမှာပဲတခြားနဂါးတစ်ကောင်ကြီးကပေါ်လာပြီးတော့ဟစ်ကက်ကိုအသေးအံပဲလိုက်လံတိုက်ခိုက်ပါတော့တယ်ဒီလိုနဲ့ဟစ်ကက်လည်းအသေးအံအသက်လူပြေးနေနေပဲတနေရာရောက်မှာတော့သူ့ဖေရောက်ချလာပြီးတော့နဂါးကြီးကိုရီးယားနေထူးနိုင်ရဲ့လက်တီချက်တွေနဲ့အတူပဲအဆုံးသတ်ပေးလိုက်ပါတယ်အချိန်တွေအားလုံးငြိမ်သက်သွားတဲ့အခါမှာတော့ဟစ်ကက်ကသူ့ဖေကို Night Fury ကိုသူပစ်လိုက်တာထိမှန်သွားကြောင်းပြောပြနေပါတယ်သူ့ဖေကတော့ဟစ်ကက်ရဲ့စကားကိုမယုံကြည်နိုင်မဲနဲ့စူပူကျိမ်းမောင်းပြီးတော့မင်းအပြင်ထွက်လာတိုင်းပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်တယ်ဆိုပြီးတော့ပြောနေပါတယ် Night Fury ကအမောင်ရန်ကိုအကာအကွယ်လုပ်ပြီးရွေ့ရှာနေတာဖြစ်တဲ့အတွက် Cherry ကိုနောက်ခံထားလိုက်ရင် Night Fury ကိုမြင်နိုင်တယ်လို့ဟစ်ကက်ကတော့ရှင်းပြနေပါတယ်ဒါပေမဲ့သူ့ဖေကတော့လက်မခံမဲနဲ့ဟစ်ကက်ကိုစိတ်ဆိုးဒေါသထွက်နေပါတယ်ဟစ်ကက်ကတော့သူ့ဖေကိုမကြေမနက်ဖြစ်နေပြီးတော့တောထဲကိုလမ်းလျှောက်လာရင်းနဲ့ပဲတနေရာရောက်မှာတစ်ပင်တွေကျိုးနေအောင်မြင်တွေ့လိုက်ရပြီးတော့လမ်းကြောင်းတစ်ခုဖြစ်နေတာကိုလည်းတွေ့လိုက်ရပါတယ်ဒါကြောင့်ပဲဒီလမ်းကြောင်းကိုတောက်လျှောက်လိုက်သွားတဲ့အခါမှာတော့နောက်ဆုံးမှာ Night Fury ကိုမြင်တွေ့လိုက်ရပါတယ် Night Fury ဟာမင်းညာဟစ်ကက်ရဲ့လက်ချက်နဲ့အချုံနှောင်မိပြီးတော့တောတွင်းတနေရာမှာလဲကျနေတာဖြစ်ပါတယ်ဟစ်ကက်ကတော့ဂုံယူဝမ်းသာစွာနဲ့နောက်ဆုံးမှာငါလုံနိုင်ခဲ့ပြီဆိုပြီးတော့ကျုံးဝါနေပါတယ်ဟစ်ကက်က Night Fury နားကိုတဖြည်းဖြည်းကတ်သွားပြီးတော့နောက်ဆုံးမှာဓာတ်နဲ့ထိုးသက်ဖို့လှုပ်လိုက်ပေမဲ့လည်းတနာစရာကောင်းတဲ့ Night Fury ရဲ့မျက်လုံးကြောင့်ရောသူ့အတွင်းစိတ်တနေရာမှာရှိနေတဲ့ကျင်နာတက်တဲ့နှလုံးသားအထစုံကြောင့်ရောနောက်ဆုံးမှာမသက်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ Night Fury ရဲ့ခန္ဓာကိုယ်မှာညှိနေတဲ့ကြိုးတွေအားလုံးကိုဓာတ်နဲ့ဖျက်ပေးလိုက်ပါတယ်ဟစ်ကက်ကအိမ်ပြန်ရောက်လာတဲ့အခါမှာတော့သူ့အဖေကိုနဂါးတွေကိုဆက်ပြီးတော့မတိုက်ခိုက်ချင်တော့ဘူးလို့ပြောတဲ့အခါမှာပဲသူ့ဖေကလည်းတပြိုင်နက်မင်းနဂါးတွေကိုတိုက်ခိုက်ဖို့အချိန်တန်ပြီလို့ပြောလိုက်ပါတယ်။မနေ့ပြန်နဂါးတွေကိုတိုက်ခိုက်ဖို့အတွက်တင်တန်းစတော့မယ်လို့သူ့ဖေကထပ်ပြီးတော့ပြောလိုက်ပါတယ်။နဂါးတွေကိုတိုက်ခိုက်နေတဲ့ Viking တွေကတရွာလုံးမှာအများပြားရှိနေပြီဖြစ်လို့သူ့အနေနဲ့တိုက်ခိုက်ဖို့မလိုတော့ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့ဖေကတော့ပစိန်ကြီးတစ်လက်ကိုပေးလိုက်ပြီးတော့မင်းရဲ့ဆန္ဒတွေပြေဝသွားပြီလို့ပြောလိုက်ပါတယ်။နောက်တစ်နေ့မှလည်းဟစ်ကက်ကတောထဲကိုပြန်လာကြည့်တဲ့အခါမှာတော့Night Fury ဟာကြောက်ကဘာတစ်ခုတွေကိုကြာနေပြီးတော့အပေါ်ဘလို့မှပြန်မတက်နိုင်ပဲဖြစ်နေပါတယ်။အကြောင်းကတော့သူ့အမိတချမ်းဟစ်ကက်ဖြတ်စီးလိုက်တာကြောင့်ပဲဖြစ်ပါတယ်ဟစ်ကက်က Night Fury ရဲ့အမိကိုပြန်လဲတက်ဆင်ပေးဖို့အတွက်ပုံချမ်းရေးဆွဲနေပါတယ်ဟစ်ကက်ကအိမ်ပြန်ရောက်လာတဲ့အခါမှာတော့နဂါးတွေအကြောင်းရေးထားတဲ့စာအုပ်တွေကိုလေ့လာပြီးတော့ရှာဖတ်နေပါတယ်တခြားနဂါးတွေအကြောင်းကိုစုံစုံလင်လင်ရေးထားတာကိုတွေ့ရပြီးတော့ Night Fury အကြောင်းရေးထားတဲ့နေရာမှာတော့ဘာပုံဘာစာမှမတွေ့ရပါဘူးပြီးတော့အမြန်နှုံးမသိအရွယ်စားမသိဒီနဂါးကိုဘယ်တော့မှရင်ဆိုင်မတိုက်ခိုက်ပါနဲ့လို့လည်းမှတ်ချက်ရေးထားပါတယ်နောက်တစ်နေ့မှာလည်း Night Fury ကိုဟစ်ကက်ကပြန်သွားရှာပြီးတော့သူယူလာတဲ့ငါးလေးကိုကျွေးဖို့လုပ်ပါတယ်အစပိုင်းမှာတော့ Night Fury ကလည်းဟစ်ကက်ကိုကြောက်တဲ့အတွက်ရှေ့မတိုးရဲဖြစ်နေပြီးတော့အဆုံးမှာဟစ်ကက်ကသူယူလာတဲ့ဒိုင်းကရောဒါရောချလိုက်တဲ့အခါမှာတော့ Night Fury ကလည်းရှေ့တိုးလာပြီးတော့ငါးကိုစားလိုက်ပါတယ်ဒါပေမဲ့ငါးရဲ့အမိပိုင်းကိုစားလိုက်ပြီးတော့ခေါင်းပိုင်းကျန်တဲ့တွက်ကိုပြန်လဲထွေးထုတ်ပေးပြီးတော့ဟစ်ကက်ကိုကျွေးလိုက်ပါတယ်ဟစ်ကက်ကလည်းမစားချင်ပေမဲ့ Night Fury ကိုကြောက်တာကြောင့်အတင်းမျိုးချပြီးတော့စားလိုက်ရပါတယ်ဒီလိုနဲ့ပဲဟစ်ကက်နဲ့ Night Fury ကလည်းတဖြည်းဖြည်းရင်းနှီးလာပြီးတော့နောက်ဆုံးမှာသူတို့ချင်းချင်းနားလဲသွားကြပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ဟစ်ကက်က Night Fury ရဲ့အမိအတွက်ဒီဇိုင်းရွေးဆွဲနေပါတယ်နောက်တနေ့ Night Fury စီပြန်ရောက်လာတဲ့အခါမှာတော့ငါးတွေကိုတောင်းလိုက်တယ်လာပြီးတော့ငါးတွေကိုချကျွေးလိုက်ပါတယ်အဲ့ဒီငါးတွေထဲမှာငရှင်းပါလာတာကိုတွေ့တော့Night Fury ကလန့်သွားတာကိုမြင်တွေ့လိုက်ရပါတယ်
ဒါကြောင့်ဟစ်ကက်ကလည်း Night Fury ကိုတခြားငါးတွေကိုပဲကြွေးပြီးတော့အမီးကိုသွားပြီးတော့တက်ဆင်နေပါတယ်ငါးတွေအကုန်လုံးစားလို့ကုန်သွားတဲ့အခါမှာတော့ Night Fury ကသတိဝင်လာပြီးတော့သူ့အမီးကိုဟစ်ကက်တစ်ခုလုံးနေပြီဆိုတာကိုသတိထားလိုက်ပါတယ်ဒါကြောင့်Night Fury ကအတောင်ပံဖြတ်ပြီးတော့သူမိုးကောင်းကင်ကိုပြန်တက်သွားတဲ့အခါမှာတော့အရင်ကလိုမဟုတ်ဘဲနဲ့သူပြန်လို့ရနေပြီဆိုတာကိုသိလိုက်ရပါတယ်ငကားလေးချင်းရင်ကွင်းမှာလည်းဟစ်ကက်ကငကားတွေအကြောင်းထဲထဲဝင်သိလာတဲ့အတွက်တခြားကလေးတွေထက်ဆိုင်ရင်ပို့ပြီးတော့အမှတ်ရလာပါတယ်ဒီလိုနဲ့ဟစ်ကက်က Night Fury နဲ့အတူတူလေ့ကျင့်နေရင်တနေရာရောက်မှာတော့ပန်းမုံလေးတွေဟာနဂါးတွေရဲ့နှာခေါင်းကိုရားရံစေတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒီလိုနဲ့နဂါးလေးချင်းခွင်ရောက်တဲ့အခါမှာလည်းဒီနီးလန်းကိုသုံးပြီးတော့နဂါးတကောင်ကိုအနိုင်ယူလိုက်ပြန်ပါတယ်ဒါကြောင့်ဟစ်ကက်ကအမှတ်တွေအများကြီးရနေပြီးတော့ကျန်တဲ့ကလေးတွေကလည်းဟစ်ကက်ကိုတင်ကာမကင်းဖြစ်လာပါတယ်ဒီလိုနဲ့နဂါးတွေအကြောင်းကိုကောင်းကောင်းသိလာတဲ့ဟစ်ကက်ကနဂါးလေးချင်းခွင်မှာအားလုံးကိုအနိုင်ယူလိုက်နိုင်တဲ့အတွက်သူ့ရွာသူရွာသားတွေအားလုံးကလည်းဟစ်ကက်ပေါ်လေးစားလာကြပါတယ်တနေ့မှာတော့ဟစ်ကက်ကတောထဲဝင်သွားတာကိုအထရီကတွေ့လိုက်တဲ့အတွက်နောက်ကနေနောက်ရောက်ခံပြီးလိုက်လာခဲ့ပါတယ်ဟစ်ကက်ကတော့ Night Fury နဲ့အတူပြန်တန်းဖို့အတွက်စက်ကရိယာတွေတက်ဆင်ပြီးတော့အသေးအံလှုပ်ဆောင်နေပါတယ်နောက်ဆုံးမှာတော့ဟစ်ကက်က Night Fury နဲ့အတူကောင်းကောင်းမွန်မွန်ပြန်တန်းနိုင်ပြီပဲဖြစ်ပါတယ်ဟစ်ကက်ရဲ့ဖေ